သွားမဲ့တဲမဲ့ကြိုးဆိုပါတယ်ကျွန်တော်ဒီနေ့ဖန်ရောက်နေရဒေတူဒုတိယမြောက်နေ့ပေါ့ဒီဟိုတယ်ကလည်းဒုတိယမြောက်ဟိုတယ်ဒီဟိုတယ်ရဲ့အကြောင်းလေးကိုရုံးတိုးလေးရိုက်ပြမလို့ပေါ့နော်ဒီဟိုတယ်ကကျွန်တော်ကိုအမြဲတမ်းတင်တဲ့ပို့တွေကြည့်နေတဲ့လူတွေနဲ့ဆိုတော့မစိဘူးဟိုးအရင်ပထမတစ်ခေါက်ကျွန်တော်ဖန်လာတော့ကလည်းဒီဟိုတယ်မှာတဲဘူးတယ်နော် review ရေးပေးဘူးတယ်နော်ဟိုတယ်နာမည်က Vintage ဖန်ဟိုတယ်နော်ဒါတော့ဒီတစ်ခေါက်ကတော့ review ရေးပေးဖြစ်မှာမဟုတ်တော့တော့ဘူးเนาะဒါ rondo လေးပေါ့ကျွန်တော်ယူထားတဲ့အခန်းက family လုံး3ယောက်ခန့်သူတို့ပြောတာတော့24နာရီမီးရတယ်မနေ့ breakfast ပါတယ်ဆိုတော့အမနေ့ကျရင် review video လေးပါဒီ video မှာထပ်ဆက်မယ်ပေါ့เนาะအခုလောလောဆယ်တော့ rondo လေးကြည့်လိုက်ပါဦးเนาะသူကဒီမှာ single bed တစ်လုံးပါတယ်เนาะပြီးရင်ဒီဘက်မှာတွင်ဘက်နော်ကင်းဆိုင်ဘက်နော်အကြီးပဲနော်ပြီးရင်ဒီဘက်မှာပြပါပါရယ်နော်ပဲရီပါပြီးလို့ရပါပေါ့ညာဝတ်အင်းကြီးလေးတယ်နော်နော်ပြီးရင်ဒီမှာတပတ်ဒီညနေတော့ဘွားဒီအနံ့နေပါမရှိပါဘူးညနေတော့ဘွားဒီဖွေးတွေတပတ်တွေမွေးတွေနော်ဒီမှာကတော့မီနီပါလေးတစ်ခုပါမယ်ဒါကတော့ဘာရိုးပါပစင်နေပါနော်ပြီးရင်ဒီမှာမမများအတွက်အလှပြင်ဖို့မှန်တွေကိုနော်အဲ့လေးတစ်ခုပါမယ်ပြီးရင်ဒီမှာ TV ပါမယ်နော် TV တစ်လုံးပါမယ်ပြီးရင်ဒီမှာဘတ်ရုံပြမယ်နော်ကဲလာဘာရောမီးရလှုပ်ဖြစ်နေတယ်မီးရလှုပ်ဖြစ်နေတော့ဗီဒီယိုထဲမှာဖလနဲ့ neck လက်ထဲရောက်လို့တော့ဖြစ်နေလိမ့်မယ်ဒါမှလည်းမတတ်နိုင်ဘူးတော်ရက်3ဝီးလုံးကရိုက်လိုက်လို့ရှိရင်လည်းတိတ်ပြီးဟိုဖြစ်မှာမဟုတ်တော့เนาะဒီဘက်မှာတော့ရေချိုးကန်းသုံး accessory လေးတွေပါမယ်เนาะဒါသွားတိုက်စီသွားတိုက်တယ်ဒီမှာဒါ B မင်းကျုပ်တွေပါပေးထားတာနော်ကျုပ်တွေပါပေးထားတာနှခမ်းမိုးရေးလို့ရပြီပတိုင်းမိုးကြီးနဲ့မမအဖြစ်မောင်စားတာဒီမှာတော့ရှာဝါရုံးလေးတစ်ခုပါမယ်နော်ညီကတော့တော်တော်လှနေပြီတို့ night ကနက်ထဲများရောက်နေသလိုများဖြစ်နေတာတော့မသိဘူးနော်ပြီးရင်ဒီဘက်မှာကမုတ်တစ်ခုပါမယ်ပြီးရင်ဓမ္မစာမိုးဝဲစင်ပဲရှင်းတယ်နော်ပြီးရင်ဒီမှာဘေးစင်ပေါ့ဒါပါပဲဒါတွေကတော့ထူးဆန်းလာဒီမှာနော်ပြီးတော့လမ်းလာတစ်ခုကပရင်းမောက်1 2 3 4ပရင်းမောက်4ပေါက်တောင်ပါတယ်နော်အဲ့အကြီးကလမ်းနေအခန်းက3ယောက်မှ8000မပြည့်ဘူး8000 2000လားမသိပြန်ရော့တယ်နဲ့တူပါတယ်99,800နဲ့တူတယ်ရောက်လာတာတော့ပြန်မှတ်မိလိုက်တယ်8000ပေးလိုက်တာဟုတ်တယ်9800နဲ့တူတယ်3ယောက်မှ9800တယောက်ကို2500ကျော်လေးပဲရှိတယ်အခန်းကြီးကလည်းအကျယ်ကြီးလုံးဝမိုက်တယ်နော်နေပြီးလို့ရှိရင် review ရဲ့ breakfast ရဲ့ကိုနောက်ပြန်ကြလို့ရှိရင်ရိုက်ပြီးတော့ဒီဗီဒီယိုနဲ့ဆက်ပေးမယ်နော်အဲ့တော့မှဆက်ကြည့်ပါဦး breakfast ကတော့ mini beautiful breakfast ပေါ့သမင်းကြော်ရှိမယ်ကျဲဥရောခောက်ဆွဲကြော်ဒါကတော့ပဲကြော်မုံငင်းကအစိုးရထားလားမဟင်းရအခုမှတော့ထဲဖို့ပြီးရင်ဒီမှာဖရဲသီးပေါ့ဒါပါမုံမီးကင်ဆက်ဒီဘက်မှာလက်ဖိတ်ချဲဒီဘက်မှာလိမ္မော်ရင်းနဲ့ရှည်ပေါ့နော်ဒါတော့ breakfast လေးတစ်ဖြတ်ပါစားဖြစ်တဲ့မနက်စာပေါ့ဒါလီကရင်မုံဟင်းကသိလားကျွန်တော်တို့မြန်မာပြည်ကအောက်ဖက်မှာစားနေတဲ့မုံဟင်းကားတွေနဲ့တော့နည်းနည်းခွာခြားလိမ့်မယ်ရှောင်းရင်ထွားကြီးနော်သူကရှမ်းနန်နန်လို့ဘာလို့တော့ပါတယ်တက်လားကျွန်တော်လည်းအခုမှစဆွားရမှုမှာနော်စားလိုက်ပါဦးမယ်ဒီနေ့ကတော့ကြရက်ထားတဲ့နေ့
နော်မနေ့ကတဲခဲ့တဲ့ဟိုတယ်မှာ vintage ဟိုတယ်မှာအခန်းမရဘူးဆိုပြီးတော့မနေ့မိုးလေးတွေကထပ်ပြီးအခန်းယူဖို့ပြောတယ်မရဘူးဆိုတော့အေးဟုတ်ပြီအဲ့တော့ငါလည်းဟိုတယ်မရှာသေးဘူးဆိုပြီးတော့ထားပြီးဟိုတောင်ဝိုင်းုံတက်တယ်တောင်ဝိုင်းကပြန်ဆင်းလာတော့ဟိုတယ်ကတခါတည်းမှားလိုက်တယ်အကိုကြီးတဲ့12နိုင်မတိုင်ခင်တော့ဟိုတယ်လေးရောက်ပြန်လာပြီး6ရောက်တွေ့ပြီပါတဲ့โอเคဆိုပြီးတော့အချိန်မီမဲ့ထင်ပြီးတော့ထွက်သွားတယ်ဟိုလဲကြာတောင်ဝိုင်းတက်တော့တောင်ဝိုင်းတက်လဲတက်ပြီးပြန်ဆင်းလာတော့တော်တော်နောက်ကျ12နိုင်ကျော်တော့မှထွက်လာ12နိုင်ကျော်တော့မှဟိုတယ်6ရောက်ထွက်ဖြစ်တာပေါ့အမှန်မှန်ဆိုရင်တော့ကျွန်တော်တွေးထားတာတော့ဒီ review video ဟိုတယ်ထဲမှာပဲ ACC ရိုက်မယ်ပေါ့ဒါပေမဲ့အခြေအနေအကြောင်းကအဲ့လိုဖြစ်သွားတယ်ဒါပေမဲ့ကျွန်တော်လက်စားတက်ပါမယ်เนาะအခု review video လေးကိုရိုက်ပေးလိုက်ပါတယ်เนาะ तू อ่ะကွာအခန်းက9800တယောက်ဘယ်လောက်မှမကြောက်အခန်းကလည်းအကျယ်ကြီးလုံးဝတန့်တယ်မိသားစု3ယောက်ချောင်းလဲနေလို့ရတယ်ဒါမိသားစုနဲ့ပြောလို့ပေါ့เนาะဒါဟိုတငယ်ချင်းတွေပါတွေစုပြီးတော့လာမယ်ဘာဆိုလေအဆင်ပြေတယ်အဲ့အခန်းလေရအဲ့နေရလူကြီးမှအဲ့မှာထားပြီးတော့ဝိုင်းဖွဲ့ပြီးတော့မိုနီပိုလီလေးတွေဘာလေးတွေစော့လို့ရတယ်မိုနိုပိုလီတို့ဘာတို့ညာတို့ပဲစော့နော်ဘာတို့ညာတို့ဆိုတာစော့ဖို့ပြောတာနော်ကျန်တာပေါက်ကြရမလုံးနဲ့နော်ပြီးတော့တန်ရှင်းမှုပိုင်းအားကောင်းတယ်Aircon AC နော်အဲ့မှာဗီဒီယိုထဲမှာပါတယ်ပတင်းပေါက်က4ပေါက်လို့ပြောတယ်2ပေါက်ပဲဖွင့်လို့ရတယ်ဟိုရှိရ2ပေါက်ကတော့ဖွင့်လို့အဆင်ပြေမှာမဟုတ်ဘူးเนาะပြီးလို့ရှိရင်ဘတ်ရွန်ထဲမှာရေချိုးခန်းရတယ်လုံးဝမိုက်ရှာဝါရေအားတွေဘာတွေလုံးဝကောင်းနေတကယ်တဘောကျတယ်တချို့ရှာဝါတွေပါရှိတယ်ကွာလာပြီးအဲ့မှာကြော်မီတန်းလောင်းနဲ့ထိုင်ပြီးတော့စိတ်ညစ်ဖို့ကောင်းတယ်အဲ့စိတ်ရဲ့အဲ့တန်းအောင်စိတ်ညစ်ဆိုပဲเนาะရှာဝါရေအားတွေဘာတွေကောင်းနေရေစင်းကောင်းနေဒါပေမဲ့တခုပဲအဲ့ဟိုရှာဝါရွန်လေးကနည်းနည်းလေးကျင်းကလုတ်လေးဖြစ်နေတာလေးတခုပါပဲဒါလည်း minor case ဗျာเนาะပြီးတော့ breakfast က mini breakfast ဆိုတော့သူဟာနဲ့သူမစိုးဘူးစားရတာအဆင်ပြေတယ်အရသာအဆင်ပြေတယ်เนาะအဲ့မှာကင်မိုဟင်းကားလေးထွားကြည့်အမှန်မှန်တော့အဲ့မိုဟင်းကားအကြောင်းနည်းနည်းလေးဒီထက်ပိုပြီးမေးမလို့ဒါနဲ့ရှိနေတဲ့အဲမလည်းရောင်သွားလားဘာလားမသိတော့ကိုလည်းမပြောရဲဘူးကြောက်လို့เนาะဒါနဲ့အရသာကောင်းတယ်အနည်းတော့နည်းနည်း strong ဖြစ်တယ်เนาะရောတော့ထွန်းကြီးစေခြင်းနဲ့အထဲထဲမှာပါတယ်เนาะအဲ့တော့ဖအန်အိုမိသားစုနဲ့လာခြင်းနဲ့ဒါမှမဟုတ်တငယ်ချင်းတွေနဲ့စုပြီးလာမယ်ဟိုပတ်စံလည်းအများကြီးမသုံးချင်ဘူးဆိုလို့ရှိရင်တော့ဒီဟိုတယ်လေးကိုထွန်းကြီးဒီဈေးတန်းနဲ့ဒီနေရာမှာပဲရမယ်တပြည့်နေရာမရှာနဲ့ခေါင်းစားသွားလိမ့်လုံးမေး